1995မှာစတင်ပြီးနှစ်ပေါင်း30တိုင်တွေ့ကြုံရှိ Easily Pure Construction နဲ့ HK Property တို့ပူးပေါင်းကျင်းပတဲ့ Luxury Condo, Mini Condo, လုံးချင်းမြေကွက်အယောင်ပြပွဲကိုလာမယ့်မေလ16ရက်ကနေ18ရက်နေ့ထိ3ရက်တိုင်ကျင်းပပေးသွားမှာဖြစ်ပါတယ်ရှင်။ Project Highlight အနေဖြင့်15%ဒေါင်းပေးမဲ့ပေးသွင်းပြီး3နှစ်အတိုးမဲ့ရေးချပလန်ဖြင့်ပိုင်ဆိုင်နိုင်မဲ့ရန်ကင်းမြို့နယ်ကကွန်ဒိုတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်။ဒီ project ကို Royal Easily Condominium Project လို့ခေါ်ပြီးလက်ရှိမှာဆောက်လုပ်နေပြီဖြစ်ပါတယ်။နေရာအနေနဲ့ကတော့ရန်ကုန်မြို့ရဲ့အချက်အခြာကြတဲ့ရန်ကင်းမြို့နယ်အောင်သရလမ်းနဲ့တစ္ဆာလမ်းကြားအောင်ချမ်းသာလမ်းပေါ်မှာတည်ရှိပြီးဘယ်မှမရနိုင်တဲ့3နှစ်အတိုးမဲ့ရေးချပလန်နဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်။ကွန်ထရိုလို့ပြောလိုက်တာနဲ့လက်ရှိအနေအထားအရတဘာဝဘေးရန်နဲ့ပတ်သက်ပြီးစိုးရိမ်နေကြတဲ့လူကြီးမင်းများအနေနဲ့လည်းဒီ project က Soil Test ကိုတေချာစစ်ဆေးထားပြီး8ထပ်ကွန်ဒိုကို12ထပ်ဆောက်လုပ်မိပုံစံအတိုင်း၄တိုက်နှုန်းအစတေချာတွက်ချက်ထားပြီးရန်ကုန်မြို့တော်စီမံသားရာကချမှတ်ထားတဲ့တန်အမျိုးအစားအတိုင်းအသုံးပြုထားတာဖြစ်ပါတယ်ရှင်။ Million တန်နဲ့ရာသီဥတုတန်ခံနိုင်ရရှိအောင်လဲ foundation များကို basement ပတ်လည်ကို share wall များဖြင့်ထည့်သွင်းတည်ဆောက်ထားခြင်း grade 30အဆင့်ရှိတဲ့ ready mix concrete များနဲ့အရေးသွေးပြည့်မီသော deform bar များကိုသာအသုံးပြုထားတာဖြစ်ပါတယ်ရှင်။ ဒီ project ကထပ်သိမ့်မမြင့်တဲ့8ထပ်ကွန်ဒိုမျိုးစားဖြစ်ပြီး square feet အနေနဲ့1300 square feet ကနေ1940 square feet ထိအဆအဆရှိပြီးအခန်းပေါင်း60ကျော်ပါဝင်မှာဖြစ်ပါတယ်ရှင်။ ကားပါကင်အတွက်လည်းစိတ်မပူရအောင် basement နဲ့ mini ကားပါကင်နှစ်ထပ်ပါဝင်မှာဖြစ်ပြီးကားပါကင်တစ်ခန်းတစ်စီးစီကျင်းတည်ရရှိမှာဖြစ်ပါတယ်ရှင်။တလွန်10ကန်းစနစ်ဖြင့်ဖွဲ့စည်းထားပြီးပထမတက်မှာစမီဘူးခြင်းပါရှိတဲ့အပြင်12ပေအမြင့်နဲ့အခန်းတိုင်းကိုလည်းလေဝင်လေထက်နဲ့အလင်းရောင်ရရှိအောင်ကောင်းမွန်စွာဖြင့်ဖွဲ့စည်းထားမှာဖြစ်ပါတယ်ရှင်။နောက်ထပ်ခြံဝန်းကျယ်ကျယ်နဲ့လုံးချင်းအိမ်ကြိုက်သူတွေအတွက်လည်းတင်ငန်းကျွန်းမြို့နယ်သူမင်္ဂလာလမ်းမကြီးကျောကတ်ငွေပြေးတာလမ်းပေါ်မှာတည်ရှိတဲ့မြေအကျယ်8286ပေါ်မှာတိစောက်ထားတဲ့300စီလုံးချင်းတိုက်တွေကိုလည်းရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်။38ပေ53ပေအကျယ်ဝန်းနဲ့ Master bedroom 5 ခန်းပါရှိပြီး Solar System မှာထည့်သွင်းထားတဲ့300စီလုံးချင်းအိမ်တစ်ဆက်လေးဖြစ်ပါတယ်။ဒါအပြင်မြေကွက်တည်တံကြိုက်သူတွေအနေနဲ့လည်းလှိုင်မြို့နယ်ပြည်လန်းနီးမှာရှိတဲ့ရွှေရင်းသာလမ်းပေါ်မှာ2600 square feet ကျမြေကွက်တည်တံလည်းရောင်းဖို့ရှိပါတယ်ရှင်။တောင်ဝင်မြို့နယ်ဘောက်ထော်အေးတာယာလမ်းပေါ်ရှိချောင်းဝင်းကျဲတစ်ခုထဲမှာတိစောက်ထားတဲ့အသစ်ဆက်ဆက် 3RC နှလုံး8000 square feet အကျယ်နဲ့9500 square feet အကျယ် Master bedroom 9 ခန်းနဲ့10ခန်း basement generator နဲ့ဓာတ်လေကားပါဝင်တဲ့အိမ်ကြီးအိမ်ကောင်း2ခုဖြစ်ပါတယ်ရှင်။မိသားစုများပြီးတခြားနဲ့တူနေခြင်းတဲ့လူကြီးလူကောင်းတို့အတွက်အထူးတင်လျော်ပါတယ်ရှင်။နောက်ထပ်30%ဒေါင်းပေးမှပေးသွင်းရုံနဲ့15နှစ်ထိအင်ယာချင်းငွေစနစ်နဲ့ဝယ်ယူနိုင်မယ်တောင်ဝင်မြို့နယ်ကရွှေအေးစလီကွန်တို3တောင်ဝင်မြို့နယ်၄000ကန်လမ်းမှာရှိ1300 square feet နဲ့1500 square feet အခန်းကျယ်များနဲ့ကားပါကင်ပါဝင်သော Easily Resident မြင်းကြီးဆိုင်ကန်းတွေကြာပွေးနေတဲ့ customer တွေအတွက်လည်းတောင်ဝင်မြို့နယ်ရှိရွှေအေးစလီကွန်တို1နဲ့ရွှေအေးစလီကွန်တို2တို့မှာမြင်းကြီးဆိုင်ကန်းတွေကိုဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Easily ပြောဆောက်လို့ရ project များကိုကိုယ်ပိုင်မြေပေါ်မှာတိစောက်ထားဖြစ်တဲ့အတွက်ရေရှင်နဲ့ developer တဦးရဲဖြစ်တဲ့အတွက်ကြောင့်မလို့ customer များအနေနဲ့အရှုပ်ရှင်းကင်းနဲ့100%ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မှာဖြစ်ပါတယ်ရှင်။ဒါအပြင်နောက်ထပ်အသစ်ထပ်မံဆောက်လုပ်တဲ့ project 3ခုကိုလည်းမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပွဲကာလအတွင်းဝယ်ယူတဲ့ customer များအတွက်လည်း discount 300ပေးရသွားမည်ပြင် decoration များကိုလည်းမြစ်တာလက်ဆောင်ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်ရှင်။အခုလိုလက်မခံတဲ့အယောင်ပြပွဲကြီးကိုမေလ16, 19, 18တောက်ကြကနေတနင်္ဂနွေနေ့ထိ3ရက်တိုင်မနက်7:00နာရီကနေညနေ9:00နာရီထိတောင်ဝင်မြို့နယ်လျာရွှေမြေလန်းနဲ့အနန္တကွန်ရင်လန်းတောင်မှာရှိတဲ့ရွှေစလီကွန်ဒို2မှာကျင်းပပေးသွားမှာဖြစ်လို့ဆက်လာရောက်လေ့လာဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။